အဲ့ကောင်ရေပြုလို့ရှိရင်ဒီကရုံးတော် ဒီဘက်ကလာတဲ့ရေ ဒီကယူနှစ်ခုဒီမှာလာဆုံးတာပေါ့ ဩဒီမှာလာဆုံးမယ်ဟုတ်ကဲ့ လာဆုံးပြီးဒီကမြောင်းမကြီးကနေပြီးသွားပေါ့ ဩဟုတ်ကဲ့ကြာ မြောင်းမကြီးကနေပြီးသွားပေါ့ အရှည်ဘယ်လောက်လဲအကျယ်ဘယ်လောက်လဲအနက်ဘယ်လောက်လဲ ဟုတ်အသက်ရလို့တော့မရှိတော့ဘူးပေါ့ကျွန်တော်ယူတော်မှာလည်းမဟုတ်တော့ဘူးအသက်မဟုတ်တော့အခုအရှိရကျွန်တော်မြောင်းမကြီးက150ဟိုဒီတကားအဝင်ဒီ150ရှိအကျယ်က50ဒီ50 ကွန်ကရစ်ပါမလားကွန်ကရစ်နိုင်ရလို့ ကိုကဲမီထိန်နိုင်ရပါဒီအခြေမှာမီထိန်နိုင်တခုပါ ဟုတ်ကဲ့ နော်ဟိုဘက်ကရီစဝင်တဲ့နေရာပေါ့နော် ဒီနေရာတွေဘယ်လိုဖြစ်သွားမလဲဘာအတွက်နေရ ဒီကောင်တွေကြတော့ကျွန်တော်တို့ကမီကိုပြန်ပို့လိုက်တာပေါ့ဟိုဘက်ကစလိုက်ပြစ်လာတဲ့ဒီကိုအနေနဲ့ညာထိန်နိုင်တယ်လေ ဩဟုတ်ကဲ့ အဲ့တော့ကျွန်တော်ဗီဇာတွေဒီပေါ်ကိုမြင့်တော့ပို့လိုက်တာ ပန်းချန်တွေရောလောက်ဖို့အစီအစဉ်ရှိလား ပန်းချန်ကျတော့တို့စီပြကတော့ပန်းချန်လုံးမယ်လို့ဒါပေမဲ့ကျွန်တော်10မြောင်းအလုပ်ကတော့ဒီမြောင်းကိုဗီဇာလေးပြည့်အောင်လုပ်တာ ဆရာအစီမြောင်းဘက်ကတာဝန်ခံလား ဟုတ်တယ်ကျွန်တော်10မြောင်းပေါ့ဒါ ဟုတ်ကဲ့ 10မြောင်းအလုပ် 6လို့ရမဟုတ်ဘူးနော် 6လုပ်ရင်ပေါ့ဟုတ်ကဲ့ ဘာစီမံကိန်းကဘယ်နှလလဲဘယ်နှစ်လဲတော့ပြီးမလဲ ကျွန်တော်တို့အမှန်ကတော့လာကုန်ပြီးတော့ ဟောဒီလောက် လဲဆိုဒီဘက် budget ဖြစ်တဲ့အတွက်ကျွန်တော် budget မကုန်ခဲ့ကျွန်တော်ပြီးအောင်လုပ်ပါမှာ ဟုတ်ပြီဟုတ်ပြီ ဟုတ်ပါ စက်အင်အားတွေအခြေအနေရောကောင်းလား ဆက်အဲကကျွန်တော်တို့ဌာနဆက်ကဘိုးတစ်စီးရှိရယ်ဒီတမ်ပါဖို့မိတဲ့ရယ်တစ်စီးရှိတယ်ပြောချင်အပြင်ဆက်ကဟိုက2စီးပေါ့နော် ဟုတ် အပြင်ဆက်ဟိုကဘိုးက2စီးနဲ့မိတဲ့ညာ2စီးကျွန်တော်ဌာနဘက်ကထောက်ပံ့တာတော့ဘိုးတစ်စီးရယ်ပြီးလို့ရှိရင်ကျွန်တော် class 2စာclass 2တစ်စီးရယ်မိတဲ့ရယ်2စီးရယ် လောက်သားအင်အားအခြေအနေရောလုံလောက်ရှိလား လောက်သားတုံတော့တယ်။တော့အပေါ်မှာလည်းစပြီးလွှဲတဲ့နေရာလေးဟိုပေါ်နေ ဟုတ်ကဲ့ အစားတော့ကားလမ်းကိုဖြတ်ပြီးဟိုဘက်ဖောက်ထွက် ဟုတ်တယ်ဟုတ်တယ် အဲ့ဖောက်ထွက်သွားတော့ကျွန်တော်ဟိုဘက်ကနေရီကိုစလွှဲပြီးဟိုမှာလည်းမီတိန်နိုင်ဆောက်နေတယ်ဟုတ်ကဲ့ โอ้โหมาတွေ့တဲ့အဖြူလေးတာ အဖြူလေးမှာ အာ အပေါ်ကနေစလွှဲပြီးတော့မီပြန်ပို့ပြီးတော့မှကားလမ်းအကွေ့တိုင်းကိုမီတိန်နိုင်ပြန်ဆောက်လိုက်တယ်။အဲ့ကနေဟိုဘက်ကသူကစီးမဲ့ရီအကုန်လုံးစုပြီးတော့မှဒီမှာကျွန်တော်လာစုပ်ကိုင်းတာပေါ့။အဲ့ကနေပြန်ပြေးတာပေါ့ဒီမှာ